ဆရာကျွန်တော်ဒီလိုလုပ်တိုင်းအရန်နာပဲအဲ့ဒါဆိုဒီလိုမလုပ်နဲ့လေအဆင်ပြေညီလေးလုံးလာလျှောက်တယ်ဆိုတော့ C foundation လျှောက်ပြီးတော့ မပေးနိုင်လေမင်းကငါတက်ထင်းမဟုတ်လို့လားမပေးနိုင် အမေစောက်ဆုံးပေးလိုက်လားမင်းကအခုအလုပ်ခန့်လိုက်ပြီမင်းက C found ပေးရအောင် ရောက်စေ ဆင်းပြေလား အဆင်ပြေအဲ့လိုမျိုးအိမ်မပြောတဲ့ညကြလို့ရှိရင်ဒါအကြောင်းလေးစဉ်းစား အိပ်ဖို့စဉ်းစားရတယ်ကွာ အဆင်ပြေပေါ်ထဲမှာရှိရဲ့ဟိုစမ်းလို့အပေါ်ထဲမှာကောင်းလား ကောက်ပါတော့ ကောင်းပါတယ်နော်ကျွန်တော်လည်းအဲ့လိုထင်ပါတယ် အဆင်ပြေကိုဟောင်းဟာလေ စေးတော့မေး ဟာဆေးပဲ အိတ်စေး အဆင်ပြေရန်ကုန်ကရှမ်းခောက်ဆွန်းနဲ့ရှမ်းပြည်ကရှမ်းခောက်ဆွန်းနဲ့ဘာကွာလဲ ရှမ်းပြည်ကရှမ်းခောက်ဆိုတာပိုရှမ်းပါတယ် အဆင်ပြေ ဖေးတော့သားရောဟုတ်လို့ဟာဒါမှမဟုတ်တော့ဒါထိုင်ပြီးပြောရလားရဲမထိုင်တော့ထိုင်တာလို့ အဆင်ပြေ